ချစ်ခင်မှုကလည်းသူ့လို့သူ့လို့လိမ့်မယ်ဘာလို့တော့သူကချစ်နေတဲ့တတ္တဝါကိုနှိမ့်ဆက်အဲ့ဒါသူ့လို့ပဲသူ့တဘာဝတရားအဲ့မှာမြတ်စွာဘုရားကဝိတ္တကာကိုဧကံပိယံဧကံဒုက္ခအခြေတစ်ခုတည်းဆင်းရဲတစ်ခုပဲလို့အဲ့ဒါလို့အလွန်ပြောင်မြောက်တဲ့တရားဒေသနာကိုဟောပြီးတော့ဥဒန်းစကားကျူးတာဥဒန်းစကားကျူးရခြင်းကအကြောင်းရှိတယ်မြတ်စွာဘုရားကဝိတ္တကာကိုအလွန်စဉ်းစားတဲ့အကောင်းတဲ့အချက်တစ်ခုမေးတာဘာကြောင့်သူဆင်းရဲနေရတယ်လဲဆိုတာကိုသူကိုယ်တိုင်အဖြေထုတ်နိုင်အောင်ဥဒန်းမကျူးခင်မှာမေးတာဘာမေးလဲဆိုတော့ဝိတ္တကာတဲ့နေ့ရဲ့မြေးမလေးကတော်တော်လိမ္မာသလားတော်တော်လိမ္မာတယ်ဖေဟာတော်တော်ချစ်စရာကောင်းတယ်အဲ့ဒါလို့ဆိုရင်အဲ့ဒါလို့ချစ်စရာကောင်းတဲ့လိမ္မာတဲ့နှစ်သက်ဖွယ်ရာရှိတဲ့မြေးမလေးတွေမျိုးတကယ်လို့များဟောဒီတာဝတိမျိုးမှာရှိတဲ့လူဦးရေရဲ့အရေးအတွက်နဲ့အညီအမျှရခဲ့မယ်ဆိုရင်မင်းယူမလားတဲ့ဒါမေးတာအဲ့တော့ယုတ်တရက်ဆိုတော့ဝိတ္တကာကဘာပြောတော့ဆိုတော့ယူမယ်ဖေဟာလို့ပြောတာတာဝတိမျိုးမှာလူ9ဂရီရှိတယ်လို့ဆိုတာယူမယ်လို့ပြောတဲ့ခါကျတော့မြတ်စွာဘုရားကဘာအမိရှိတော့ဆိုတော့ဝိတ္တကာတဲ့ဒီတာဝတိမြို့မှာတနေ့တနေ့ကိုလူဘယ်နှယောက်တည်လဲတဲ့အဲ့တော့ဝိတ္တကာကမြတ်စွာဘုရား10ယောက်လဲတည်တယ်9ယောက်လဲတည်တယ်အနည်းဆုံး5 6ယောက်တော့နေတိုင်းတည်နေတာပဲဗျာအဲ့ဒါလိုလဲဖြေလိုက်ရောမြတ်စွာဘုရားကဝိတ္တကာအဲ့ဒါလိုဆိုရင်သင်စဉ်းစားပါတဲ့တဲ့မှာမျက်ရည်နဲ့မျက်ခွက်ပြည့်ရတဲ့နေ့ရလို့တနေ့မှမရှိနိုင်တော့အဲ့လောက်ချစ်ခင်စရာတွေများနေမှာတော့များရင်များတော့ပျက်စီးမှုကလည်းများမှာပဲလေအဲ့ဒါလိုပြောလိုက်မှဝိတ္တကာမျက်စိလည်းပြေလို့ဖြစ်သွားပြီးတော့ဒီလောက်များပြတဲ့ချစ်ခင်နှစ်သက်စရာတို့ဖြင့်ဘုရားတပည့်တော်မှာအလိုမရှိတော့ပါလို့အဲ့ဒီမှာရှောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားစောတော်ကစကားတွေကိုအမိန့်ရှိပြီးတော့ဥဒန်းကျူးတာပေါ့နော်ဥဒန်းခါထာလေးနှစ်ပုဒ်ကျူးတာအဲ့ဒီဥဒန်းခါထာလေးကမှတ်သားစရာအလွန်ကောင်းတယ်ရေကေရှိတောကပရိဒေဝိတာဒုက္ခဝလောကသမိမနေကရူပပိယံပဋိစ္စပါဘွန်တိဧတေရေတံပိယံတေတံနတ္ထိကုဟိရှိလောကေဟောဒီလောကကြီးမှာအလုံးစုံသောဆင်းရဲဒုက္ခတွေဆိုတာရှိတယ်တဲ့နော်ရေကေရှိအလုံးစုံကုန်သောအနေကရူပတဘာမကများလာစွာသောလောကသမိဟောဒီလောကကြီးမှာတောကဆိုရင်ခြင်းတို့သည်၎င်းပရိဒေဝိတာငိုကြွေးခြင်းတို့သည်၎င်းဒုက္ခစဆင်းရဲခြင်းဒုက္ခတရားတို့သည်၎င်းဣတိအလုံးစုံသောထိုဆင်းရဲဒုက္ခတို့သည်ပိယံချစ်ခြင်းကိုပရိစ္ဆအကြောင်းပြုပြီးတော့ပဘွန်တိဖြစ်လာကြတာတဲ့ဒါဥဒန်းကထာလေးရဲ့အနေအဓိပ္ပာယ်ပေါ့နော်အလုံးစုံသောစိုးရိမ်မှုတွေငိုကြွေးမှုတွေဆင်းရဲဒုက္ခတွေဟာချစ်ခင်နှစ်သက်ခြင်းကိုအကြောင်းပြုပြီးတော့ဗါတဲ့တော့ဖြစ်လာကြတာတဲ့ဣတိထိုဆင်းရဲဒုက္ခတရားတို့သည်ပိယချစ်ခြင်းသဘောတရားသည်အတန်တိမရှိဘူးဆိုလို့ရှိရင်ဣတိထိုဆင်းရဲဒုက္ခတို့သည်နာဘွန်တိမဖြစ်နိုင်ဘူးတဲ့ချစ်ချင်းဆိုတာမရှိဘူးဆိုရင်စောစောကပြောခဲ့တဲ့ဆင်းရဲဒုက္ခတွေဆိုတာမရှိနိုင်ဘူးရေကေရှိတောကပရိဒေဝိတာဒုက္ခဝလောကသမိမနေကရူပပိယံပဋိစ္စပါဘွန်တိဧတေပိယေအတန်တိနာဘွန်တိဧတေဒါပထမဂါထာလေးအလုံးစုံသောဆင်းရဲဒုက္ခတွေဟာချစ်ချင်းကိုဖြစ်တာချစ်ချင်းသာမရှိဘူးဆိုရင်အလုံးစုံသောဆင်းရဲဒုက္ခတွေကဖြစ်เสียအကြောင်းကိုမရှိဘူးတဲ့ဒါပထမဂါထာရဲ့အဓိပ္ပာယ်